ကျမလှေကားထစ်တွေပေါ်ကနေအလောတကြီးပြေးဆင်းလာရင်ဖန်ဖနက်တစ်ဖက်ကြွကြကြံခဲ့ပါတယ်။အဲ့ဒါကိုကောက်ဖို့စူးစမ်းခဲ့သေးပေမဲ့မင်းသားကနောက်ကနေအမိလိုက်လာနေပြီလေကျမဘသူပဲဝါဆိုတာပြုတ်ဝက်ထားနိုင်ဖို့အတွက်ဖန်ဖနက်ကိုထားပစ်ခဲ့ပြီးရွှေရထားလုံးနဲ့အမြန်ခုံဝင်ကနန်းတော်ကနေတုတ်ချေတင်ပြေးခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ကျမရဲ့လှပခမ်းထားတဲ့ပုံစံဟာခဏတာဖန်ဆင်းထားတဲ့အရာတသက်မို့လို့ပါ။မကြခင်ကတင်မင်းသားကတိုင်းပြည်မှာရှိတဲ့မိန်းကလေးအားလုံးကိုတော်ဝင်ကပွဲစီဖိတ်ခေါ်ခဲ့ပါတယ်။ကျမရဲ့မိထွေးကသူနဲ့သူသမီးနှစ်ယောက်အတွက်ပဲခန်းထားတဲ့ကာဝင်တွေကိုပြင်ဆင်ပေးခဲ့ပေမဲ့ကျမလည်းသူတို့နဲ့အတူလိုက်သွားဖို့အတွက်ကျမရဲ့ပန်းရောင်ကာဝင်လေးကိုဝတ်ဆင်ခဲ့ပါတယ်။ဒါပေမဲ့မိထွေးကကျမကိုမြင်တဲ့အခါမှာတော့ဝတ်စုံကိုအဆုပ်ဆုပ်အပြဲပြဲဖြစ်အောင်ဆွဲဆုပ်ပစ်လိုက်ပြီးကပွဲကိုလုံးဝမသွားဖို့တင်းတင်းကြပ်ကြပ်ပိတ်ပင်ခဲ့ပါတယ်။သူတို့ရထားလုံးကြီးမောင်းထွက်သွားတာကိုကျမမှတက်ပြင်းချရင်းကြီးနေခဲ့ရုံပဲတက်နိုင်ခဲ့ပါတယ်။သွားဖို့လာဖို့အစီအစဉ်မရှိဘဲကပွဲကိုရောက်နိုင်မဲ့နီလန်းကျမမှမရှိခဲ့ပါဘူး။အဲ့ဒီလိုနဲ့ဝမ်းနေပူဆွေးနေတော့မှပဲအဖွားအိုတယောက်ရောက်လာပြီးရေတစ်ခွက်လောက်တိုက်ဖို့တောင်းဆိုခဲ့ပါတယ်။ကျမလည်းမျက်ရည်တွေကိုတုပ်ပြီးရေစားနွားနို့တစ်ခွက်ခတ်ပေးလိုက်ပါတယ်။အံ့ဩစရာကောင်းတာကနောက်တစ်စက္ကန့်မှာပဲအဲ့ဒီအဖွားအိုဟာလှပတဲ့နတ်သမီးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူကသူ့ကိုယ်သူကျမရဲ့စောင့်ရှောက်သူနတ်သမီးပါလို့ပြောခဲ့ပါတယ်။သူ့ရဲ့မော်တုတ်တန်လေးနဲ့အသားအရာပုတ်လိုက်ရုံနဲ့တင်ကြောက်ဖယုံတီးကြီးကရွှေရထားလုံးကြီးဖြစ်သွားပါပြီ။ကြွက်ကလေးတွေကမြင်းဖြူကြီးတွေပုတ်တင်ညိုတွေကရထားထိန်တွေငန်းကြီးကတော့ဒရိုင်ဘာဖြစ်သွားခဲ့ပါတယ်။ကျမကတော့မမောင်းတတ်ပါဘူး။အဲ့ဒီနောက်မော်တုတ်တန်ကိုထပ်ပြီးပုတ်လိုက်တဲ့အခါမှာတော့ကျမကိုလှပခမ်းထားတဲ့ဝတ်စုံဝတ်ဆင်ပေးခဲ့ပြီးနောက်ဆုံးမှာတော့အလွန်လှပတဲ့ဖန်ဖနက်တစ်စုံကိုဖန်ဆင်းပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမော်အတက်မှာအချိန်ကန့်သက်ချက်ရှိနေပါတယ်။တကောင်ရဲ့နောက်ဆုံးခေါင်းလောင်းတန်မတီးခင်နန်းတော်ကနေထွက်ခွာရမှာဖြစ်ပြီးမဟုတ်ရင်တော့အရာအလုံးဟာမူလအတိုင်းပြန်ပြောင်းသွားမှာပါ။မကြခင်မှာပဲကျမမျှော်လင့်ထားတဲ့အတိုင်းမင်းသားရဲ့ကပွဲစီရောက်ရှိသွားပြီးကျမဝမ်းသာအားရတီးလိုက်ရတာကတော့တစ်ချိန်ကမတော်တဆဆုံတွေ့ခဲ့ဘူးတဲ့ချုံမောလှပတဲ့လူငယ်လေးဟာမင်းသားကိုယ်တိုင်ဖြစ်နေတာပါပဲကျမတို့နှစ်ယောက်ဟာလူအားလုံးရဲ့အကြည့်တွေအောက်မှာကပွဲတစ်ခုလုံးပြည့်အောင်အတူတူကားခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့မင်းသားကစူညံနေတဲ့ကပွဲတွေကနေကျမကိုခေါ်ထုတ်ပြီးပန်းချံလေးကိုလမ်းလျှောက်ခဲ့ကြပါတယ်ကျမတို့ပျော်ပျော်ရွှင်ရွှင်စကားပြောနေတော့မှပဲတန်ကောင်ရန်ခေါင်းလောင်းတန်စတင်မိလာတာကိုကြားလိုက်ရပါတယ်မင်းသားကိုကျမရဲ့ငကိုရုပ်ပြက်ဆင်းပြက်ပုံစံအတိုင်းမမြင်စေချင်တာကြောင့်နန်းတော်ထဲကနေအမြင်ပြေးထွက်ခဲ့ပြီးတရိษံတွေသူတို့ရဲ့မူလပုံစံအတိုင်းမပြောင်းလဲခင်လေးတင်အိမ်နီးနားကိုအချိန်မီရောက်ရှိခဲ့ပါတယ်အရာအားလုံးဟာအိမ်မက်တစ်ခုလိုပါပဲမိထွေးပြန်မလာခင်မှာကြံနေတဲ့ဖန်ဖနက်တစ်ဖက်ကိုကျမအမြန်ဝတ်ထားလိုက်ပါတယ်နောက်ရက်မှာတော့မင်းသားဟာဖန်ဖနက်ပိုင်ရှင်ကိုလက်ထပ်ဖို့ရည်ရွယ်ထားကြောင်းကျမသိလိုက်ရပါတယ်။ကျမကိုရှာတွေ့ဖို့အတွက်တိုင်းပြည်မှာရှိတဲ့မိန်းကလေးအားလုံးကိုဖနှက်စည်းကြည့်ဖို့သူအမိန့်ပေးခဲ့ပါတယ်။တိုင်းပြည်အနှံ့ကမိန်းကလေးတွေတက်ကြီးရွယ်အိုအဖွားအိုတွေအထိအလူရဲ့ပါဝင်စည်းကြည့်ခဲ့ကြပေမဲ့ဘယ်သူမှကွက်တိမဖြစ်ခဲ့ကြပါဘူး။ဒီတော့အတွင်းမှာပဲကျမဝတ်ထားတဲ့ဖန်ဖနက်ကိုမိထွေးကရှာတွေ့သွားပြီးဖနက်ကိုရိုက်ခွဲပစ်လိုက်တဲ့အပြင်ကျမကိုလည်းအပေါ်ထက်အမိုက်ခန်းထဲမှာပိတ်လှောင်ထားခဲ့ပါတယ်။ဒါကြောင့်တော်ဝင်ရဲမက်တွေရောက်လာတဲ့အခါမှာကျမမင်းသားနဲ့မတွေ့ဆုံနိုင်ခဲ့ပဲစိတ်ပြက်အားငယ်မှုကိုဖြေဖျောက်ဖို့အတွက်တချင်းမဲစုံနေခဲ့ရပါတယ်။မိထွေးကသူ့သမီးတွေကိုဖနက်စည်းခိုင်းပေမဲ့ဘလို့ပဲအတင်းအကျပ်စူးစမ်းပါစေညီမနှစ်ယောက်စလုံးစီးလို့မရခဲ့ပါဘူး။ရဲမက်တွေစိတ်ပြက်လက်ပြက်နဲ့ပြန်ဖို့ပြင်နေတော့မှပဲကြွက်ကလေးတွေကကျမအတွက်သတင်းပေါက်ကိုဖွင့်ပေးခဲ့ကြပါတယ်။ကျမရဲ့တချင်းဆိုတန်းကအောက်ထက်အထိပြက်လွင်သွားပြီးမိထွေးရဲ့လိန်ညာမှုတွေကိုဖော်ထုတ်နိုင်